안녕하세요. 안녕하세요. 이렇게 나면 리믹스 비바. 드디어 그 스나스미안 높이 말해줘 묘미네야. 이. 나가요. 와인 집 피바에 베이비 보기 있는 친구들 나 피바에. 수사이나. 수산. 지통나. 지터나 아니라 말해. 허비. 다른 분들도 바 미자를 유타자래 디 바마 짱텔레 바 미자 유래 ပြောပါဦး. ကျွန်တော်ကတော့ဂျွန်ဂျူဘီဂျွန်တေဟတ်ပြူမှာကျောင်းတက်နေကြတဲ့မီယုံကိုကန်ကွာဆိုရဲလာပရေးရမှာတက်နေကြတဲ့နေဖြစ်ပါတယ် တပီတော့နေရောက်ကတော့ဟိုအသားရည်ပိုင်းယူပြီးတော့ဒီတယောက်ကျတော့စပီပိုင်းလာဖြစ်ပါတယ် ဟုတ်ပြီဟုတ်ပါပြီကဲဘာတွေသင်ရလဲအခုလောလောဆယ် အခုကတော့တပီတို့ဟိုစကင်ခဲပိုင်းကျတော့အဲ့လိုမျိုးကိုလုံးတွေကိုအဲ့လိုမျိုးနူးညံ့အောင်လုပ်တာတို့မျက်နှာပိုင်းကို massage အဲ့လိုမျိုးတင်ရပြီးခါကျတော့ဒီ makeup ပိုင်းပေါ့နော်ဘာမှအခုကပထမနေ့ပဲရှိသေးရဆိုတော့လောလောဆယ်ကတော့ကိုတိုင်ကဘယ်လိုလောက်အောင်နေရမလဲအဲ့လိုမျိုးအလားပါပိုင်းနေရပြီးခါကျတော့ daily look လေးရယ်ပြီးတော့ကိုကဘယ်အရောင်နဲ့လိုက်မလဲဆိုတာရယ်အဲ့လိုမျိုးလေးကိုတင်ရပါတယ် hair band ကတော့စပီဘောနော်အဲ့လိုအဖြောင်းတွေရောအကောင့်တွေရောအဲ့လိုပုံစံတွင်းတာတွေအကုန်လုံးတင်ရတာ ဟုတ်ပြီကျေးဇူး ဆက် တင် ချက်ကတော့ခု ခဏခရှိတယ်ဟုတ်ပါပြီကဲအခုလာဒီမေဂျာယူမဲ့သူတွေကရောဟိုဘာတွေပြင်ဆင်ထားဖို့လိုမလဲဒီလာမတက်ခင်ပါ ဒီလာမတက်ခင်အကုန်လုံးကတော့ကိုရီးယားစကားကိုတက်နိုင်တယ်လားပို့ပြီးတော့များလေးလာထားရင်တော့အဆင်ပြေမယ်လို့ထင်တယ်ဘယ်ဟာပဲဖြစ်ဖြစ်ဒီမှာကကိုရီးယားကဗမာခိုင်ပဲတင်ပေးရဖြစ်တဲ့အတွက်ကိုရီးယားလိုပဲအမြန်ပြောတာပေါ့နော်ပြီးတော့မြန်မာတွေပဲရှိနေရမှာမဟုတ်ဘူးကိုရီးယားတွေရောဗီယက်နမ်တွေရောအဲ့လိုရှိရဖြစ်တဲ့အတွက်ကိုရီးယားလိုပဲတင်တယ်အဲကြောင့်တစ်ခါတလေကိုကစကားအများကြီးနားမလည်ထားသေးရင်တော့အဲ့ဒီစာလုပ်တဲ့အခါမှာတော့အခက်အခဲရှိနိုင်တယ်ပေါ့နော်ဒါကြောင့်ကိုရီးယားစကားကိုတော့တက်နိုင်တဲ့လောက်အများကြီးပို့လေးလာထားရင်တော့ကောင်းမယ်လို့ထင်တယ်ဒီမီဂျာကိုယူရင်တော့တခြားကိုတွေ့ကောင်းလာတော့ လာပေါ့ အော်ကိုယ်တိုင်လည်းအပြင်ခါတာပေါ့ ကိုယ်တိုင်လာပြင်နေအဲ့လိုမျိုးပေါ့နော်ပြီးတော့တယောက်နဲ့တယောက်လာပြင်ပေးရရဲအဲ့လိုမျိုး ကောင်းတယ်နော် တခြားမိကြတွေကျတော့အဲ့လိုမျိုးဟိုနိုင်ငံခြားသားတွေကိုအဲ့လိုမျိုးတည်တံ့တင်ပေးရရှိတယ်ကိုရီးယားတွေတည်တံ့ဒါပေမဲ့ညီမတို့မိကြကျတော့အကုန်လုံးကိုရီးယားနဲ့တင်တဲ့အတွက်စချင်းမှာတော့ဆရာမစကားပြောတာကိုရီးယားလူမျိုးတွေအများကြီးရှိတဲ့အတွက်ကိုရီးယားလို့စကားပြောအရင်မြင်တဲ့အတွက်စချင်းမှာတော့ဒီအလားပါနေနေခဲ့တယ်ပေါ့နော်ကြာနောက်ပိုင်းကျရင်တော့အဆင်ပြေပါ terminology နော်ဟုတ်ပါပြီကဲလာမဲ့ကလေးတွေကိုလည်းဘာပြောချင်လဲဘာလို့နှုတ်ဆက်ချင်လဲကိုရီးယားလူတွေလည်းပြောပြပါဦးခိုင်လည်းကိုရီးယား 우리처럼 예쁘고 싶은 점이 요가요세요. 그리고 뭐 여기 오면은 우리 많은 기회가 우리를 기다리고 있고 우리 열심히 할수록 우리의 기회는 많은 것 같아요. 그래서 열심히 하고 여기 오세요라고 말하고 싶습니다. 클라이렉 그리야 열심히 하고 있어요. 우리가 기다리고 있습니다. 안녕합니다. 오케이 감사합니다 네.